Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ make up လေးလင်းပြပါမယ်ဒါလေးကတော့လင်းပြီးသားနော်ပထမဦးဆုံး baby mint စိတ်ပိအလားလေးအရင်လင်းနေဒါခုနေရာမှာဝယ်ထားတာကြည့်အောင်ဒီကြပါအေးနည်းနည်းလေးကျမတို့ဒီနေ့ဗာလဲပါတီရှိရလေအေးပါတီအောင်ဖြစ်တယ်ပွဲစည်းသွားမလို့ပွဲစည်းသွားဖို့အတွက်မိကက်တွေလိမ့်နေတာအဲ့တော့ကျမစီမှာညီမလေးရှိရဲ့ဒီမှာ baby မေကတော့မပြောနေနဲ့တလောက်လို့ဆိုရလောက် Oh my gosh Okay ပြီးလို့ရှိရင်ပုတ်ဒါလေးနဲ့ပုတ်လို့မယ်ဒီကနေမမြင်လို့အနောက်မှာမှန်လေးရှိရောအဲ့မှန်လေးနဲ့လုံးမယ်နော်Okay အဲ့ပြီးပြီဆိုရင်နမနေနှခမ်းအေးဟုတ်တယ်နှခမ်းဒီကနေမမြင်လို့မောင်းနေလို့မယ်နှခမ်းနေပြီးပြီဆိုတော့နှခမ်းနေပြီးလို့ရှိရင်ပန်းနီဝင်နော်ရတယ်ဦးဘာလဲရပြီဆိုអော်လိုက်မယ်ဘာလဲဆိုတာလန့်ဝါOkayပါနေပြီးပြီနှခမ်းနေပြီးပြီပါနေလည်းပြီးပြီeyeshadow ငလုံးကာချဲမန်လေးခဏဆောင်နော်နောက်ထပ်ပတ်တူးမှာပဲလို့တော့ဒါ
ပတ်တူးမှာတွေ့မယ်နော် please ငါအဲ့လားဘယ်လိုလုပ်တာ ကဲပြီးရင် I share ကိုသွားလေပြီညဘာလာလို့တော့ မလေးကဘာလာလို့တော့လဲ သမီးရမကလိုက်မဲအားလေးလေးမယ် โอ้ချစ်စရာလေးနည်းနည်းလုံနေတခုလုံနေတာကဟိုဟာလားနည်းနည်းလုံနေဟိုဟာလားစမ်းခွင်ဒီဟာ Okay ရိုက်ပြီးပြီပေးတော့ပြီးရောပြီးပြီဆိုရင်အကျဉ်းနေတယ်ပါနေရတယ်ပြတ်သွားတော့ရှာလေဒီလိုလေးသွားရင်ကောင်းမလားဒါကြီးကိုပုတ်လုပ်ပြီးတော့သွားမယ်ကောင်းမလားcomment ထဲမှာရေးခဲ့ပေးနော်တတာ